အဲကွန်းဆင်ရတာတောင်ဒီမေ့တော်မယ်ပေါ့နော်နေမှာဖွင့်ထားတဲ့အတွက်ပေါ့ဒီမောင်လေးကအဲကွန်းဆင်ထားတာတောင်မေ့ချင်တဲ့လောက်ဖြစ်လာပြီပေါ့နေမှာအဲကွန်းသိပ်မဆင်ရဘူးပေါ့နော်ဒီမောင်လေးကိုအမရဲ့ small business ကိုစတင်ခဲ့တဲ့လုပ်ငန်းအတွေ့အကြုံနဲ့ရှင်ပြီးတော့အမအတွေ့အကြုံလေးတွေမျှဝေပေးခြင်းနဲ့လိုအပ်လို့ရှိရင်လိုအပ်တယ်ကိုနဲ့ asset တွေလို့ထင်ယူသုံးလို့ရအောင်ပေါ့ဒါအမအတွေ့အကြုံပေါ့နော်ဒါကြီးကိုလုပ်လို့ဒီလိုဖြစ်မယ်ဆိုတာတော့မဟုတ်ဘူးအမကိုယ်တိုင်လုပ်ခဲ့တဲ့အတွေ့အကြုံလေးကိုအမမျှဝေပေးခြင်းပါတယ်အမကဈေးထဲမှာကိုပိုင်စီးပွားရေးကိုအပြိုဘွားကမိုင်းနဲ့3သိန်းနဲ့အမစတင်ခဲ့တယ်ဒီမှာအမရဲ့ဆိုင်လေးကဖြာရလောက်ပဲရှိတယ်ဈေးတွေကဆိုင်ကနေပေါ့ကွယ်တစ်ခါဆိုတော့9ပေပတ်လေပေါ့နော်ဒီလိုမျိုးဖြာရလောက်ကလေးရှိတယ်ဒီမှာအမရဲ့ပစ္စည်းကလည်းမိုင်းနဲ့3သိန်းဆိုတော့အတွက်ကြီးဘာမှမရှိဘူးနောက်တစ်ခုကထက်ဆိုတာအမလုပ်ခဲ့တဲ့ဈေးကလုံးဝကိုလူမစီတဲ့ဈေးဒါကြောင့်လည်းရန်ကုန်တစ်မျိုးလုံးမှာဆိုင်ခန့်ကဈေးအချိုဆုံးဈေးပြီးတော့မိုးရွာရင်ကဆိုင်မှာရေတွေကတက်သေးတာကို့မှာလေအပိတ်တွေစဉ်းစားရမယ်ဆိုတော့တော်တော်များတယ်ဒါပေမဲ့လေအမအဲ့ချိန်တော့ကလေစိတ်ကဘာတစ်ခုပဲရှိလေသလားကိုပိုင်စီးပွားရေးလုပ်နေတယ်ပေါ့ကိုဝန်ထမ်းမဟုတ်ဘူးပေါ့ကိုပိုင်စီးပွားရေးလုပ်နေတယ်ဒီဖင်းလေးတစ်ခုပဲရှိတယ်ကျန်တဲ့စိတ်ဆင်းရဲစရာတွေလည်းမစဉ်းစားတတ်ဘူးဒီမှာအမဘာတွေကိုလည်းပြန်ပြီးတော့အခုချိန်မှာသုံးသက်လိုက်တဲ့အချိန်မှာအမဘာတွေပေါင်းထဲလို့အမရက်လက်အများကြီးထွက်ခဲ့လဲလို့အမပြန်စဉ်းစားတယ်ဒါလေးတွေကလူတွေအတွက်အကျိုးရှိရဆိုအမမျှဝေပေးတယ်ပေါ့နော်ဒါကြိုက်တဲ့လူယူသုံးလို့ရတယ်ဒီမှာအမတို့ကစေယုံစည်းကမ်းမှာလုပ်ခဲ့တဲ့အတွက်အမမှာသွေးပေါင်ချိန်ဆက်တစ်လုံးပိုင်တယ်ဒါကိုအမဆိုင်ကိုလာတဲ့ customer တွေရောဈေးတွေကဘယ်သူပဲဖြစ်ဖြစ်အမဆိုင်မှာအမကဒါငွေမရှိသေးပေမဲ့အလှအနေနဲ့ပေါ့နော်အခမဲ့သွေးပေါင်ချိန်ကုသိုလ်ယူတယ်ဆိုပြီးတော့စာကတ်ထားတယ်အဲ့ကနေလာချိန်ညတယ်အဲ့ကနေလဲ customer လေးတွေရတယ်ပေါ့နော်အမကအလုံးကြောင်းဆိုနားကိုမလဲဘူးအမဒီစက်ချုပ်သုံးပစ္စည်းတွေရောင်းတာပေါ့အဲ့ကနေမှနောက်တစ်ဆင့်ကြတော့ဘာလုပ်လဲဆိုတော့ဒီကိုထက် heavy ဆိုင်ကြီးတွေအများကြီးရှိတယ်ဒီဈေးလုံးမှာပေါ့နော်အများကြီးရှိတယ်မဆိုင်ကဘာမှမဟုတ်ဘူးတကယ်ငမြောင်းင6ဆိုင်လေးဘာမှကိုမရှိဘူးအဲ့ဒါနဲ့နောက်တစ်ခုဘာလုပ်လဲဆိုလို့ရှိရင်မကဒီနောက်ထပ်စားပစ်သေးသေးလေးတွေထည့်တယ်ပေါ့ကွာမတို့အဲကုန်းမှာဆိုလို့ရှိရင်အဲကုန်းမှာမဟုတ်ဘူးပန်ကာပြင်နာတွေဘာတွေဒီလိုစားပစ်သေးသေးလေးတွေသူများကြည့်ရင်ရည်ချင်းစရာလေးတွေပေါ့ဒီလိုမျိုးလေးတွေထည့်တယ်ဒီဆက်သမားမှာဆိုလို့ရှိရင်အလားတားဆက်လိုက်တာတွေအမဝန်ဆောင်မှုလေးတွေထည့်တယ်ပေါ့နော်ထင်းနဲ့မှငွေလေးတွေကကိုယ့်ရဲ့ target ကတော့ဒီဆိုင်ကြီးဆိုပေမဲ့ဒီဘက်ကအပေါက်သေးသေးလေးတွေကနေဝင်တဲ့အရာလေးတွေကလည်းကိုယ့်ဆိုင်ကိုတော်တော်လေးအထောက်အကူပြုတယ်ဒါလေးကိုကိုယ့်လုပ်ငန်းမှာယူသုံးလို့ရပါတယ်မောင်လေးလည်းယူသုံးနိုင်မှုမျှော်လင့်ပါတယ်ကျေးဇူးပါ